တင်ကဟင်းသီးဟင်းရွက်တွေပဲစားပြီးတင့်ညီကတော့အသားတွေပဲစားမယ်ဆိုရင်ဘသူကပိုအသက်ရှည်မလဲတင့်အလှည့်မှာတော့ပထမဆုံးနေ့ဟင်းသီးဟင်းရွက်တွေအများကြီးစားထားပေမဲ့ကယ်လိုရီနည်းတာကြောင့်ဘိုက်ကတော့စားနေတော့မှာပဲတစ်ပတ်အကြာအမြဲတမ်းဘိုက်စားနေတာကြောင့်ဘိုက်ထဲကအောင့်လာပါလိမ့်မယ်3 လအကြာကိုယ်လေးချိန်နဲ့ခွန်အားတွေတိတိတတ်တာလျှော့ကျလာပြီးခေါင်းမူးတာနဲ့အာယုံမဆိုင်နိုင်တာတွေဖြစ်လာပါမယ်6 လအကြာကိုခံအားစနစ်အားနည်းလာတာကြောင့်မကြာခဏဖျားနာလာပါလိမ့်မယ်9 လအကြာအာဟာရချို့တဲ့မှုတန်ကြောင့်ကိုရင်းအင်္ဂါတွေစတင်ပျက်စီးလာပြီးနောက်ဆုံးမှာတော့အသက်အန္တရာယ်ရှိလာပါတော့မယ်တင့်ညီရဲ့အလှည့်မှာတော့ပထမဆုံးနေ့အသားမှာပရိုတင်းနဲ့အဆီဓာတ်ကျွေဝတာကြောင့်ဘိုက်ဝနေပါလိမ့်မယ်တစ်ပတ်အကြာခန္ဓာကိုယ်ထဲမှာတကြားဓာတ်ကုန်ခန်းသွားတာကြောင့်ခေါင်းကိုက်တာတွေကိုခံစားရပါမယ်3 လအကြာကြည်ရတာကြန့်ခိုင်နေပုံရပေမဲ့ဝမ်းချုပ်တဲ့ဒဏ်ကိုစတင်ခံစားရပါပြီ6 လအကြာကိုလက်စထရောတက်လာမယ်ကြောက်ကပ်ဝင်ပြီးလာမယ်ဗီတာမင်စီချို့တဲ့တာတွေဖြစ်လာပါလိမ့်မယ်တစ်နှစ်အကြာနှလုံးနဲ့ကြောက်ကပ်တွေမှာရေရှည်ဝင်ပြီးလာတဲ့တန်ကြောင့်ကိုရင်းအင်္ဂါတွေစတင်ပျက်စီးလာပါတော့မယ်